ဒီမျိုးတော့အကောင့်ပိုက်ရှဲဆိုတာလူစားတင်းမှာပဲရှိဒီဝင်နာတင်းမှာလုံးဝမရှိကိုယ်တိုင်ဒီရှင်တွေကလူစားဖရိုက်ခတ်ဖို့ရယ်လူစားဖရိုက်ရစာဝေးလေကောင်းကြီးနှိပ်တဲ့လူထဲမှာပါတယ်ဒီပဲဒနာတစုံတရာဖရိုက်လိုက်ကြရှိတော့ဖောင်ပိတ်ပြီးရင်ငိုင်းဟိုရှင်ကဟိုပန်ဖရိုက်လို့အရှင်ကအပန်ဖရိုက်လို့အရှင်ကအပန်မျိုးဖရိုက်လာလို့ရောပဲပုံစံမျိုးအကောင့်ပိုက်ရှဲထောင်နဲ့သုံးနေရှိလို့ပြီးတယ်ဒီကရန်တဲ့အလုံးတွေအသူကလာထိလေဆိုကြီးတယောက်ကိုလေလာမထိကိုပေးလာထိစားကာလာတင်နဲ့မြကိုကြီး personal development တီလေတဖေဖေနဲ့ down ဖရိုက်ပါလေတယ်ငါငွဲလေးကလေးပြငါအပင်မျိုး reason ပြီးလေးကလေးပြရပမျိုးအတွေ့အထိပိုင်းဒီရက်ပဲအတွေ့အထိမြော့လာတဲ့အခါမှာမျိုးကိုဤ fan တာထင်မှာကိုထားရှိထားတဲ့ service ပဲဒီတဖေဖေကြားဆန်းလာတဲ့ပိုင်းကိုဤ confident လေးတော့တဖေဖေနဲ့ဆိုရပါလေတယ်ဒီအရှင်ကာလာဆန်တဲ့တပိုင်နဲ့အမှားကိုအမှားလို့လို့ဝမခံပြေအမှန်ကိုအမှန်လို့တွေမ protect ပြေရပဲပုံစံမျိုးတိပါရဲ့အရှင်ဒီအလုံးတွေမျိုးကိုတိုင်လုံးဆောင်ဖဲသန်းခါဖို့ရဲ့ RD fight တွေ internet တွေကကိန်းနေမိတ်ဆွေလေးကိုကဝင်နံတရားလားသူတွေမဟုတ်လူစတရားဖိနေစီလို့ဆိုတာကိုဆန်းစစ်ခဲ့ပါလို့ပြောဒီဗီဒီယိုရှေ့ကနှုတ်ဆက်ပါရစေကျေးဇူးများတော်ပါတယ်အားလုံးကိုကြတော့ပါ